တကယ်ချစ်ကြပြီဆိုရင်သူတို့အတွက်ဒုက္ခဆင်းရဲခံပြီးလှုပ်ဆောင်ပေးနေရတဲ့ဒုက္ခတွေကိုဒုက္ခလို့ထင်ပီတိတွေဝင်ပြီးသူတို့ကိုယ်စိတ်ဆင်းရဲမှာတွေးပူတတ်ကြတယ်မိမိရဲ့ခန္ဓာရဲ့ငကိုဒုက္ခအပေါ်မှာအပိုဒုက္ခတွေထပ်တင်ထားကြတယ်အဲ့ဒါအချစ်စစ်အချစ်မှန်နဲ့တကယ်ချစ်နေလို့ကိုကိလေသာကကိုကိုလိမ်နေတာညာနေတာတွေကိုမသိပဲမင်းလုံသမျှကြိုက်တယ်လို့ဖြစ်နေတာအဲ့ဒါကိလေသာရဲ့အလိမ်ညာတွေပါပဲတရားချစ်ခင်သူတော်စင်အချစ်စစ်အချစ်မှန်မဟုတ်လို့သစ္စာမရှိဂတိမတီတာကလိမ်နာညာတာမဟုတ်ဘူးအဲ့ဒါစော်ကားတာတစ်ဖက်သားကိုစိတ်ဒုက္ခရောက်အောင်ဖန်တီးလိုက်တာတစ်ဖက်သားကလည်းဒုက္ခပေးတာကိုဒုက္ခမှန်းတန်းသိတယ်အချစ်စစ်အချစ်မှန်နဲ့ချစ်တဲ့သူကဒုက္ခကိုဒုက္ခမှန်းလို့သိကိုမသိပဲဒုက္ခလိုပဲထင်နေတယ်ဒါကြောင့်အချစ်စစ်အချစ်မှန်ဆိုတာပူလောင်မှအလင်းအညာပါမှအချစ်စစ်အချစ်မှန်ပါအဲ့ဒါအချစ်ကိုဝိပဿနာရှုတဲ့ဉာဏ်မဲ့မှတ်ပါတရားချစ်ခင်သူတော်စင်အချစ်ကိုနိဗ္ဗာန်ကဉာဏ်ကျွင်းလိုက်တာပါပဲဒါကြောင့်မြတ်ဖခင်ကမေတ္တာတပ္ပတကံမေတ္တာတည်ငြိမ်အေးချမ်းပြီးရင်ကြည်သိမ်မွေ့နူးညံ့မြင့်မြတ်တဲ့မေတ္တာတရားတွေတပ္ပတကံခတ်သိမ်းသောအမှုကိစ္စအလုံး၌လိုအပ်သောတရားဖြစ်တယ်လို့ဘုရားဟောပါတယ်ပေမယာကတပ္ပတကံလို့ဘုရားမဟောပါဘူးဒါကြောင့်အနာဂံအရိယာကြီးတွေနဲ့ယဟန္တာတွေမှာမေတ္တာတရားပဲရှိပါလေအချစ်ဆိုတာမရှိပါဘူးဒါဟာအချစ်ကိုဒသနာပြုလိုက်တဲ့အချစ်ရဲ့ဒသနာအချစ်ကိုဝိပဿနာပြုလိုက်တာဖြစ်ပါလေတရားချစ်ခင်သူတော်စင်ဤကဲ့သို့ဒသနာတံပရာအဖျားဖျားရနိုင်စေဖို့ဒီကနေ့ညချမ်းအချိန်ခါသမယမှာအများတသိန်းကိုတရားအလင်းရအောင်ဟောဖို့ပြမယ်မန္တလမာလဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်ဗုဒ္ဓသာသနာသိရတိတ္တုတတ္တမောဗုဒ္ဓသာသနာသိရတိတ္တုတတ္တမောဗုဒ္ဓသာသနာသိရတိတ္တုတတ္တမောပါဘုရားလေးစားရပါတော့
ဒါနပိရတဓမ္မပိရတကုသိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့မွေးပျော်ကြတယ်တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့ချင်းခါသမယမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတတ္တမတဝနာအတိတုံလိုပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါတယ်ဒါကြောင့်ပရိသမဇဉ်ညံမှာရှင်လို့သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုဂါရဝတက္ကစ္စတရားများနဲ့တရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်လေးစားရပါတယ်တရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့လောကမှာဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံပြစိတ်နေပုံပြဆိုပြီးကဲ့ရဲ့တတ်ကြတယ်အဲ့ဒီလူနေခြုံပြစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူးလူနေပုံပြစိတ်နေခြုံကြားသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါတယ်။ဒါကြောင့်လူနေခြုံကြားစိတ်နေပုံပြားဒီလူလူစားကိုသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါ။လူနေပုံပြားစိတ်နေခြုံကြားသမားကိုအာမကိုးပါနဲ့။ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတရားနဲ့တတိထားကရှောင်ရှားပါသူ့မှာမကောင်းတာလုပ်ဖို့အတွက်စွမ်းရည်အပြည့်အစုံရှိနေပါလေတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီကနေ့ချိန်ခါသမယကံသမားနဲ့ဉာဏ်သမားတို့ရဲ့ဘဝနှိုင်းရှင်ပြရရင်ကာမတက္ကရဉာဏ်လောက်နဲ့တန်တရားလမ်းလျှောက်နေတယ်တုဂတိခုနှစ်ဌာနအမှန်ရောက်ပေမဲ့စခန်းမဆုံးလမ်းမဆုံးလို့ခန္ဓာ၅ပါးရပြီးအိုနာသေးနဲ့နဗန်းလုံးနေရဥပမာပါတရားချစ်ခင်သူတော်စင်သစ္စာအနုလောမညာမှတဆင့်ပုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တရဘူးညာပေါက်အောင်ဘဝတန်တရားမှာညာလန်းကလျှောက်တိုက်ရင်တန်တရားခီးဆုံးမဲ့နိဗ္ဗာန်နဲ့အနည်းဆုံးခီးကိုရောက်နေပြီဖြစ်ပါလေတရားချစ်ခင်သူတော်စင်ဒါကြောင့်တန်တရားခီးကိုကံသမားကပတ်လန်းကလျှောက်တယ်ဉာဏ်သမားကတော့ဖြတ်လန်းကလျှောက်ပါလေတရားချစ်ခင်သူတော်စင်ဤတို့ဤနေတန်ဝေကအဖျားပြားရစေရာပြားဖြစ်တဲ့ဒသနတံပရာနီးအဖျားပြားနဲ့အများတသိန်းကိုတရားအလင်းပြမယ်မန္တလမာလဓမ္မတွင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်ဒီကနေ့လောကကြီးဟာအတွင်သဏ္ဍာန်တွေတိုးတက်ပြီးအမြင်မှန်တွေကျုပ်ပြက်နေတဲ့လောကကြီးကလောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဖယားရှင်ကလောဘောဇဝိနာတမူလံနဲ့ပျက်စီးရခြင်းရဲ့မူလအကြောင်းရင်းတရားခါဟာလောဘပဲလို့ဖယားဟောပါလေဒီလောဘကြောင့်သီလပြည့်တယ်ဒီလောဘကြောင့်ဒီယာဒီတွေပြည့်ရတယ်ဒီလောဘကြောင့်ဒီလောကပြည့်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတဲ့ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမှတ်စရာရှားကြံကကြည့်ရင်ဒသနတံပရာအသိမြင်ကတော့လောဘဒေါသမောဟတရားတွေစူပွက်ကမူဆိုးလာလို့ကဘာကြီးကလည်းမူပြက်ကအပူကိုးတွေထွက်လာရခြင်းမှာတရားချစ်ခင်သူတော်စင်အဲ့ဒါတရားခံဘသူလဲဆိုတော့လောဘပါပဲအဲ့ဒီလောဘတရားဟာပရိမိဖို့ခက်တယ်လို့လောကသားများကလည်းအစိမ့်မိလို့အသက်တူနေကြပါလေတနာစရာကောင်းလာတဲ့လောကသားတွေဟာမောဟဆိုတဲ့တရားကြောင့်မ
မကောင်းတာကိုအကောင်းထင်ကောင်းတာကိုတော့မကောင်းထင်ပုထုဇဉ်အမြင်တွေဟာဒီကနေ့စားဝတ်နေရေးအတွက်နေမအားညာမအားလှုပ်ရှားနေရတယ်အလုပ်တွေကနေမအားညာမအားစားနေရတာကအစိတ်တွေသာများပါလေတွားနေကြတာကအဟိတ်ပြီကိုပါဒါကြောင့်ဒီနေ့ပုထုဇဉ်သဘာဝအယောင်အဆင်းရှိတဲ့အစားအစာကိုဓာတုပစ္စည်းများနဲ့အယောင်ချွတ်ပါစားနေကြတာကအစိတ်ကိုစားနေခြင်းပါပဲအယောင်မရှိတဲ့အစားအစာကိုအယောင်